မစ္စည်းများလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ live လွှင့်လိုက်တာကတော့အဓိကကတော့ကျွန်တော်အခုရှေ့မှာရှာထားတဲ့ဒီအမဲကြောဒီကြောက်ပေါ့နော်ဒီခေါင်းကြောက်တစ်လုံးပေါ့လုံးစွပ်အပယ်လည်းမပါဘူးမီးထိုးပေါက်လည်းမပါဘူးဒီကြောက်တစ်လုံးကိုကျွန်တော်ကမိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြချင်တာဖြစ်ပါတယ်ဒီကြောက်ကိုကျွန်တော်ဝယ်လာတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ဒီကြောက်ကအဓိကတော့မီးထိုးပေါက်လည်းမပါဘူးပေါ့နော်မီးထိုးပေါက်မပါတဲ့ကြောက်မျိုးကိုကျွန်တော်တို့ဘာကြောင့်ဝယ်တယ်ဘလို့တွေကြည့်ပြီးတော့ဝယ်တယ်ဘလို့ပုံစံသုံးသက်ပြီးဝယ်တယ်ဆိုတာကိုဒါမိတ်ဆွေတို့ကိုဘုဒ္ဓတာရအောင်ကျွန်တော်ကရှင်းပြခြင်းလို့ live လွှင့်လိုက်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီကြောက်သမားအများစုကတော့ဒီမီထိုးပေါက်ပါတဲ့ကြောက်တွေကိုပဲဦးစားပေးဝယ်ကြတယ်။မီထိုးပေါက်ပါတဲ့ကြောက်တွေကိုပဲအဓိကကြည့်ပြီးဝယ်ကြရပါတော့။ဒါပေမဲ့ကျွန်တော်ကတော့ဒါမီထိုးပေါက်ပါမပါကျွန်တော်ကြိုက်တဲ့ကြောက်ဆိုအကုန်ဝယ်တယ်။ဒါပြောရမယ်ဆိုရင်ကျွန်တော်မီထိုးမပေါက်တဲ့ကြိုက်ဆိုရင်ကျွန်တော်ပိုကြိုက်တယ်ပေါ့နော်အခုနောက်ပိုင်းပေါ့။ဟိုးအရင်တုန်းကတော့နော်ဒီကြောက်ကြောင်းသိနားမလဲခင်ကဟိုးကြောက်ဒီစလုပ်တုန်းကတော့ကျွန်တော်တို့ဒါမီထိုးပေါက်ကိုပဲပါတဲ့ကြောက်တွေကိုပဲကျွန်တော်တို့ဦးစားပေးကြိုက်တယ်ပေါ့နော်။ဒါကျွန်တော်တို့ဒီကြောက်ကြောင်းကိုနားလဲလာဖြည်းဖြည်းချင်းနားလဲလာနေအမြပို့ပြီးတော့အတွေ့အကြုံတွေရလာတာနဲ့အမျှကျွန်တော်တို့ကဒီမီထိုးမပေါက်တဲ့ကြောက်တွေဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ဒီမီထိုးမပေါက်တဲ့ကြောက်တွေကျွန်တော်တို့ကရမ်းရဲချော်ရဲအခွန်ရဲဒီဟာတွေကိုပဲအဓိကဦးစားပေးပြီးတော့နော်ကိုတက်ထားတဲ့ပညာနဲ့သိသိချာချာခံမှန်းသုံးသပ်ရတာပေါ့နော်။ဒါကြောင့်မလို့အဲ့လိုမျိုးလောရတဲ့ကြောက်တွေကဘယ်လိုပုံစံဖြစ်လာလဲဆိုတော့ကိုတကယ်ခံမှန်းထားတဲ့အတိုင်းကမှန်ကန်သွားတယ်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ဒါကိုယ့်ကိုယ်လည်းကြောက်ပညာဖြည်းဖြည်းချင်းဒါတက်လာတယ်ဆိုပြီးကိုယ့်ကိုယ်လည်းထင်လာတဲ့အတွက်ကြောင့်မို့ကိုယ့်ကိုလည်းဂုဏ်ယူမိတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကလည်းအဲ့လိုမျိုးတွေကိုကခံမှန်းလာနိုင်လေနောက်ပိုင်းမှာလည်းအဲ့လိုမီးထိုးမပေါက်တဲ့ကြောက်တွေကိုကျွန်တော်တို့ကလွယ်ကူကူနဲ့ပို့ပြီးတော့ဝယ်နိုင်လာတဲ့အနေအထားကြီးဖြစ်လာပါတော့။ဒါကြောင့်မို့ကျွန်တော်ကလည်းဒါမိတ်ဆွေတို့ကိုမီးထိုးမပေါက်တဲ့ကြောက်နော်ဒါမီးထိုးမပေါက်တဲ့ကြောက်ကိုကျွန်တော်ကရှင်းပြခြင်းလို့မီးထိုးမပေါက်တဲ့ကြောက်ကိုကျွန်တော်ဘာကြောင့်ဝယ်တယ်ဘယ်လိုပုံစံကိုကျွန်တော်ကြည့်ပြီးဝယ်လာရဲဆိုတာကိုကျွန်တော်ကမိတ်ဆွေတို့ပြပေးမှာဖြစ်ပါတယ်။မိတ်ဆွေအားလုံးမင်္ဂလာပါနော်မိတ်ဆွေအားလုံးမင်္ဂလာပါကျေးဇူးပြုပြီးကျွန်တော်ဒီ live လေးကို share ပေးကြပါအောင်လို့ပြောရအောင်နော်ကျေးဇူးပြုပြီးတော့ကျွန်တော်ဒီ live လေးကို share ပေးကြပါအောင်ခင်ဗျာဒီကြောက်တစ်လုံးလုံးမှာဒါအပယ်လည်းမပါဘူးပေါ့နော်ဒီဒါဆိုရင်ဒါဒီစိန်လူခောက်ထားတဲ့အရာပဲဖြစ်မှာပေါ့နော်ဒါအရင်တော့ကပေါ့အလုပ်ထားတဲ့ဟာပဲပါမယ်ဒါမီထိုးမပေါက်တဲ့ကြောက်ကိုကျွန်တော်ရှင်းပြပေးမှာနော်မိတ်ဆွေများကျေးဇူးပြုပြီးတော့ကျွန်တော်ကို share ပေးကြပါအောင်အဓိကကတော့ဟိုကျွန်တော်အခုဒီကြောက်ကို live လွှင့်လိုက်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီကြောက်ကိုတကယ်ခေါင်းကြောက်တွေကိုတကယ်လုံနေတဲ့သူတွေပေါ့နော်ခေါင်းကြောက်တွေကိုတကယ်လုံနေတဲ့သူတွေကဒီလိုမျိုးမီထိုးမပေါက်တဲ့ကြောက်တွေကိုဘလို့ပုံစံကြည့်ပြီးတော့ဘလို့ပုံစံသုံးသပ်ပြီးတော့ဝယ်တာလဲဆိုတာကိုဒါကြောက်ကြောင်းနားမလဲတဲ့မိတ်ဆွေတွေလက်ရှိကြောက်လုံနေတဲ့တဲမှာလဲဒီလိုမျိုးခေါင်းကြောက်ကိုလှုပ်ရှင်နေတဲ့မိတ်ဆွေတွေသိရှင်နေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကဒါရှင်းပြပြီးမှရှင်းပြပြီးပြီဆိုရင်လဲဒီကြောက်ကိုကျွန်တော်ကမနှက်ဖြန်ဒါကျွန်တော်ဝိုင်းထဲမှာတစ်ချက်တိုက်ကြည့်မယ်မနှက်ဖြန်တိုက်ကြည့်ပြီးကျွန်တော်နောက်တပတ်ခါပေါ့တပတ်ခါလောက်ဆိုရင်ကျွန်တော်ဒီကြောက်ကိုဖြတ်မယ်တပတ်ခါမဟုတ်ရင်တပတ်ခါရဲ့နောက်ရက်ဖက်နဲ့ကပေါ့3ရက်အတွင်းမှာကျွန်တော်ဒီကြောက်ကိုဖြတ်မယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်လောလောဆယ်တစ်ခါရဲဒါမိတ်ဆွေတို့ကိုမဖြတ်ခင်မှာကျွန်တော်ဘယ်လိုပုံစံဝယ်လာတယ်ကျွန်တော်ဘယ်လိုသုံးသပ်တယ်ဆိုတော့ပြပေးမှာဖြစ်ပါတယ်ကိုမောင်ကြီးမင်္ဂလာပါနော်ကိုမင်္ဂလာပါအဲကြတော့ကျေးဇူးပြုပြီးမိတ်ဆွေတွေကျွန်တော် group လေးကို share ပေးကြပါဦးအပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ဒီ live လေးကို share ပေးနေချင်ပါတယ်ဘာကြောင့်လဲဆိုရင်ဒါမှလည်းဒါတခြားသောကြောက်ကြောင်းနားမလဲတဲ့သူတွေအတွက်အများကြီးဘုဒ္ဓတာရမယ်ဒါကျွန်တော်တို့လိုမျိုးဒီလိုခေါင်းကြောက်လုံးနေတဲ့သူတွေကဒီကြောက်တစ်လုံးကိုသူသုံးသက်ပုံသုံးသက်နည်းကိုလည်းဒါတော်တော်များများက live နဲ့လွှင့်ပြီးတော့ရှင်းပြရဲဆိုတာလည်းနည်းတယ်ပေါ့နော်မရှိဘူးတော့မဟုတ်ဘူးနည်းတယ်ဒါကြောင့်မလို့အခုလို live မျိုးကိုဒါခေါင်းကြောက်ကိုတကယ်လှုပ်ရှင်နေတဲ့သူတွေခေါင်းကြောက်ကိုတကယ်စိတ်ဝင်စားတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေဒီလိုမျိုး live ကိုတွေ့သွားရင်အများကြီးအကျိုးရှိမှာပါဒါကြောင့်မလို့ဒီကြောက်ကအခုကျွန်တော်ဝယ်လာတာကအချိန်ကတော့9ဘိတ်တာနဲ့နည်းနည်းစွန်းတယ်ပေါ့နော်9ဘိတ်တာခွဲနီးနီးပေါ့9ဘိတ်တာနဲ့35ချက်သားလောက်ရှိတယ်ဒါအနည်းကြပြောရတယ်ဆိုရင်ဒီအမဲကြောပေါ့နော်အဲကြတော့အဲ့ဒီဟာကိုကျွန်တော်ကအခုမိတ်ဆွေတို့ကိုပြပေးမယ်ပြီးတော့ဒီကြောက်ကအရေးကြောက်လည်းမဟုတ်ဘူးဒီကြောက်ကပြောရမယ်ဆိုရင်တော့သူကရှင်းပါတယ်ရှင်းကျိုးဘက်ပေါ့နော်သူကအရေးကျိုးဘက်တော့မဟုတ်သူကရှင်းကျိုးဘက်လို့ပြောရမယ်ရှင်းကပတ်ထားတယ်ဒါပေမဲ့အဲ့ဒီရှင်းနေတာမှာရှင်းနေစိမ့်တာလေးတွေလည်းပါတယ်ပြီးရင်နောက်တစ်ချက်ကဒီကြောက်ကဟိုကျွန်တော်အခွန်ကြိုက်လို့ဝယ်တာဖြစ်တယ်ပြီးရင်သူ့မှာပါတဲ့ရမ်းကိုလည်းကျွန်တော်သဘောကျလို့ဝယ်လာတာဖြစ်တယ်ပြီးတော့သူ့မှာပါတဲ့ရှော့ကိုလည်းကျွန်တော်ကြိုက်လို့ဝယ်လာတာဖြစ်တယ်ဒါကြောင့်မလို့ဒီလိုမျိုးအမဲကြောတွေဆိုရင်ဒါမိတ်ဆွေတို့ဟိုအပြင်မှာဆိုရင်ပေါ့နော်မီထိုးပေါက်မှာပဲဝယ်ကြမယ်မီထိုးပေါက်မှာပဲဝယ်ကြမယ်ဆိုတဲ့သူတွေဒါကျွန်တော်တို့ရဲ့သုံးသက်ပုံသုံးသက်နည်းကဘယ်လိုပုံစံလဲဆိုတော့သိအောင်လို့ကျွန်တော်မျှဝေပေးခြင်းလို့ live လွှင့်လိုက်တယ်ပေါ့နော်ဦးဝင်းအေးရှာဟုတ်ကဲ့ပါကို share ပြီးပြီကိုကျေးဇူးပါနော်ညီလေးရတာကြီးမင်္ဂလာပါဒီနေ့အကိုဒီမှာလူထဲမှာလည်းကိုဆက်နာပြောထားသေးတယ်နော်ဒီမှာအကိုဟိုမီထိုးမပေါက်တဲ့ကြောက်ပေါ့နော်အမဲကြောအကိုအဲ့ဒါလေးကိုပြပေးမယ်အကိုတို့ဘယ်လိုပုံစံဝယ်လာတယ်ဘယ်လိုပုံစံသုံးသက်တယ်ဆိုတာလေးကိုအဲ့လေးပြပေးခြင်းတယ်ပေါ့တခြားမိတ်ဆွေတွေလည်းဒါပညာယူလို့ရမယ်လေ့လာလို့ရမယ်ဒါကျွန်တော်တို့ဘာကြောင့်ဒီလိုမျိုးဝယ်တယ်ဆိုတာကိုမိတ်ဆွေတို့သဘောပေါက်သွားပြီဆိုရင်မိတ်ဆွေတို့လည်းတကယ်လုပ်တဲ့အခါမှာအများကြီးထောက်ကူဖြစ်မှာသိကြပါတယ်
โอเคလောတဲ့ရှိတဲ့လူနဲ့ပဲစားလိုက်တော့မယ်ကျွန်တော်တို့နော်တခါလဲဆေးပြမှာနော်ကျွန်တော်အခုဒီကြောက်ကိုကျွန်တော်မိတ်ဆွေတို့အခုပြမယ်မဆေးခင်မှာပြမယ်ပြီးရင်လည်းတခါလဲ live ထဲမှာဆေးပြမယ်ဆေးပြပြီးသွားပြီးဆိုရင်တော့ကျွန်တော်ဒီကြောက်ကိုဒါတပတ်ခါတော့မဟုတ်ဖက်နှက်ကပေါ့နော်နောက်3ရက်နေမှာဒီ3ရက်အတွင်းမှာပဲကျွန်တော်ဒီကြောက်ကိုဖြတ်မယ်မိတ်ဆွေတို့ဖြတ်ပြပေးမယ်ဟိုဒီကြောက်ကိုကျွန်တော်အခု live လွှင့်တာက share ခေါ်ဖို့လည်းမဟုတ်ဘူးကျွန်တော်ဒါတခြားသူတွေကိုဒါ share ပါသေးကျွန်တော်လည်းမဟုတ်ဘူးဘယ်သူမှလည်းကျွန်တော် share အပါမခံဘူးဘာကြောင့်လဲဆိုရင်ဒီကြောက်ကမီးထိုးမပေါက်လို့ကျွန်တော် share ကိုအပါမခံတာဒါပေမဲ့ဒီလိုကြောက်တစ်လုံးကိုကျွန်တော်တို့ကမိတ်ဆွေတို့ကိုချပြလိုက်တဲ့အနေအထားမှာမိတ်ဆွေတို့တိသွားပြီဆိုရင်နောက်ပိုင်းနေမှာဒါကျွန်တော်နဲ့ဒါ share လုပ်နေတဲ့သူတွေပေါ့နော်ကျွန်တော်မိတ်ဆွေတွေပေါ့နော်သူတို့တွေကတခြားသောကျွန်တော်နဲ့ share မလုပ်ဘူးတဲ့သူတွေနော်ကျွန်တော် share လည်းကြောက်မဝယ်ဘူးတဲ့သူတွေဒီလိုလူမျိုးတွေကိုလည်းကျွန်တော်ကဒါသိစေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့လုပ်ပုံကိုင်ပုံသုံးသပ်ပုံဒါတွေကိုကျွန်တော်မျှဝေပြီးခြင်းလို့ဖြစ်ပါတယ်နော်โอเคအဲ့ဆိုစမယ်နော်မိတ်ဆွေများမင်္ဂလာပါနော်မိတ်ဆွေများအားလုံးโอเคအဲ့ကျွန်တော်ဒီမှာမြင်းရင်ထိုးပြပေးမယ်ဒါကတော့ဟိုဒါကြောက်အထိုင်မဟုတ်သေးဘူးเนาะကြောက်အထိုင်ဆိုတာဒီလိုမျိုးကျွန်တော်တစ်ခါလေးပြပေးမယ်เนาะအဲ့ကျွန်တော်အခုရှင်းပြတာလေးကိုတိတိကျကျလေးအဆုံးထိเนาะလိုက်ပြီးနားထောင်ပေးပါအခုဒီကြောက်ရှင်းပြပြီးပြီဆိုရင်လည်းကျွန်တော်ကတစ်ခါလေးပြီးရင်ဆေးပြမှာဆေးတဲ့ဟာကိုလည်းအားရဆိုရင်တစ်ခါလေးအဲ့ဒီ live လေးကိုဒီ live လေးကိုတစ်ခါလေးပြီးဆုံးတဲ့ဒီ live ကြည့်ပါမိတ်ဆွေတို့ပညာအများကြီးရမှာသိကြပါတယ်เนาะအဲ့အခုအရင်ဆုံးကျွန်တော်ပြောချင်တာကတော့ကြောက်တစ်လုံးပေါ့ဒါကလုံးစုအလုံးလုံးဝအပဲ့မပါဘူးကျွန်တော်အဲ့ဒါလေးကိုပြပေးမယ်ညီလေးလာမင်းကတပီးထုတ်ပြရောလင်းအောင်သိချင်အောင်မွေဒီအပေါ်နဲ့ထုတ်ဒီတိုင်းထုတ်โอเคရပြီဒီမှာနော်မိတ်ဆွေတို့ကမြင်အောင်လည်းကျွန်တော်မိပါတခါထုတ်ပြရတာအဲ့တော့ဒီဘက်မှာလုံးဝအပဲ့မပါဘူးဒီဘက်မှာလုံးဝအပဲ့မပါဘူးနော်တခြားကြည့်ပါဒီမှာလည်းလုံးဝအပဲ့မပါဘူးနော်ဒိုးပေမဲ့ဒီမှာကြည့်လိုက်နော်ဒီအားစိန်လူခောက်ထားတဲ့နေရာကျွန်တော်ပြီးမီးထောက်ပြမယ်မီးလုံးဝမပေါက်ဘူးနော်ပြီးရင်ဒီဘက်ရှမ်းပြပြီမယ်နော်ဒီမှာလည်းလုံးဝအပဲ့မပါဘူးနော်လုံးဝလုံးစွဒီကြောက်ကโอเคအဲ့ဆိုရင်ကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ကြောက်တလုံးကကျွန်တော်တို့ဒါမြေကြီးတွေကနေပြီးတော့ကျွန်တော်တို့ထွက်လာပြီဆိုရင်ကျွန်တော်တို့ဒါခေါင်းကြောက်သမားတွေကဘယ်လိုသုံးသပ်လဲဆိုရင်ကြောက်ရဲ့အထိုင်ကဘယ်လိုပုံစံလဲပုံမှန်ကမြေကြီးထဲမှာဒီလိုမျိုးပုံစံအခုလက်ရှိကျွန်တော်ချထားတဲ့ပုံစံရှိတာလားဒါမှမဟုတ်မြေကြီးထဲမှာဒီလိုပုံစံရှိတာလားမြေကြီးထဲမှာဒီလိုပုံစံရှိတာလားဒါမှမဟုတ်မြေကြီးထဲမှာဒီလိုပုံစံရှိတာလားဒီလိုပုံစံလားကျွန်တော်ကအဲ့ဒီဟာကိုကျွန်တော်တို့တော်တော်များများသုံးသပ်ကြတယ်ဒါခေါင်းကြောက်တကယ်လုံးတဲ့သူတွေဆိုရင်ဘာကြောင့်အဲ့ဒီလိုသုံးသပ်လဲဆိုတော့ကျွန်တော်ပြပြပေးမယ်ဒါအခုကျွန်တော်ချလိုက်မယ်သူမြေကြီးထဲမှာကြောက်ကဒီပုံစံပဲဖြစ်မယ်ဘာကြောင့်လဲဆိုရင်ဒါသူ့ရဲ့ one byte ကအပြားဒါ1 byte သူ့ရဲ့1 byte ကအပြားအဲ့ဒီ1 byte ကဒီမြေကြီးထဲမှာဒီပုံစံမျိုးနဲ့လာတာဖြစ်တယ်ဒါကျွန်တော်သုံးသပ်ပုံပြပြနော်အဲ့တော့ဒီပုံစံနဲ့လာတယ်ကျွန်တော်ကဘာလို့အဲ့ဒီလိုသုံးသပ်တာလဲဆိုရင်ဒီလိုမျိုးကြောက်တွေကမြေကြီးထဲမှာဒီပုံစံဆိုရင်သူ့ရဲ့ဒီ1 byte အောက်ကဒါမြေကြီးပေါ့နော်မြေကြီးနဲ့ဒါအထိနေနေရဒါအပေါ်ကကျတော့မြေကြီးအဖိခံရတဲ့နေရာနော်ဒါမြေကြီးကအပေါ်ကနေဖိတဲ့နေရာဒီကောင်ကကျတော့မြေကြီးကနေပြီးတော့အောက်ကနေပြီးတော့အဆိုဓာတ်အငွေ့ပြန်တဲ့နေရာဒါမိတ်ဆွေတို့ကျွန်တော်သုံးသပ်ပုံလေးရှင်းပြပေးရနော်အဲ့တော့ဒါကအောက်ကနေပြီးတော့မြေကြီးကအငွေ့ပြန်တဲ့နေရာအဲ့တော့အဆိုဓာတ်တွေကဒီမှာပို့ပြီးများနိုင်တယ်လို့ဒါကျွန်တော်သုံးသပ်တယ်ပေါ့နော်ဥပမာပြောပြနော်ဒါမိတ်ဆွေတို့အဲ့တော့ဒီကောင်ကကျတော့မြေကြီးကအပေါ်ကနေဖိထားတဲ့နေရာအဲ့တော့ဒီအောက်နဲ့ဒီအပေါ်နဲ့ဆိုရင်တော့ကျွန်တော်တို့ဒါဟိုအခွန်တော်၎င်းရှော်တော်၎င်းကြည့်မယ်ဆိုရင်ဒီအောက်ဒီဒါစိုးနေမှာဖြစ်တယ်စိုးနေမဲ့အပြင်ကိုဒီအောက်ဒီရှော်တွေပါနေတော့မှအဲ့ဒီရှော်တွေဒီတေးချာလေးဒီမှာကတ်ပြီးတော့ဒါဆူဆူလေးနဲ့ပေါ့နော်အဆူတက်နဲ့ရှိနေမှာဖြစ်တယ်ဒီအပေါ်ရန်ကရှော်တွေဒီဒါဒီအောက်တဲ့ဆိုင်တော့မှဒါအနှဲငယ်6တွေ့နိုင်တယ်လို့ကျွန်တော်တို့ကဒါသတ်မှတ်လို့ရတယ်ဒါကမိတ်ဆွေတို့ကိုအခြေခံသဘောတရားဒါမြေကြီးထဲမှာဘယ်လိုပုံစံမျိုးလာရဲဆိုတာကိုကျွန်တော်အရင်ပြောပြပေးတာဖြစ်တယ်အဲ့ဒီဟာပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအခုဒါဒီအထိုင်ပေါ့ဒါကြောက်ကတော့ဒီတိုင်းပဲဒါမြေကြီးထဲမှာသူကဒီတိုင်းပဲအထိုင်သိကြတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီကြောက်ကိုဘာကြောင့်ဝယ်လာလဲဆိုတော့ကျွန်တော်ရှင်းပြရမှာပါနော်အဲ့တော့အခုဒီကြောက်မှာရန်ကိုနံပါတ်1ကျွန်တော်တို့ကြည့်မယ်ဒီကြောက်ကတော့စေးပြီးသားပဲဒိုးပင်ပဲမီးထိုးမပေါက်ဘူးအဲ့တော့အရင်ဆုံးကျွန်တော်ရန်ကိုပြပေးမယ်နော်မျက်စိများမြင်ရလားမသိကျွန်တော်ဇုံးလေးနဲ့ဆွဲပြပေးမယ်နော်အခွန်ကမတခြားကြည့်ပြနော်ရန်ပြားလေးအနေငယ်ပါတယ်ဒီကြောက်မှာဟိုရန်ကအရင်ကျန်းတယ်တော့မဟုတ်ဘူးနော်ရန်ပြားလေးအနေငယ်ပါဒီလက်မထောက်တဲ့နေရာလေးကြည့်ကြပါနော်ဒါမေးမြင်ရလားမသိနော်ဒီမှာဒီနေရာလေးဆိုတာဟင်းညုံမုတ်ရန်ပုံစံမျိုးလေးတွေပေါ့အချောင်းချောင်းလေးတေးသေးလေးတွေပါပါတယ်နော်ဟင်းညုံမုတ်ရန်နဲ့နည်းနည်းခတ်ဆင်ဒါအချောင်းချောင်းလေးတွေပါတယ်ရှင်းကဒီလိုပတ်ထားတယ်နော်ဒီမှာရှင်းကျွန်တော်ပြန်ရုပ်ပြမယ်ဟုတ်ကဲ့ဒီမှာနော်ရှင်းကဒီကနေပတ်ထားတယ်ဒီကိုလာတယ်ဒီကိုလာပြီးတော့ဒီဘက်ဘေးကိုတွားကြီးဒီလိုလေးကန်တာโอเคအဲ့ဒါကျွန်တော်ကြောက်ကိုလှည့်ပြမယ်နော်ဒါ
ဒါရှင်းသွားတဲ့ပုံစံပြပြရနော်ရှင်းကဒီလိုမျိုးလာတယ်ဒီလိုမျိုးသွားတယ်ရှင်းကဒီမှာပတ်ထားတယ်ကျွန်တော်ပြီးမီးထောက်ပြမယ်နော်ရှင်းကဒီလိုသွားတယ်ဒါကြောင့်မို့ဒီကြောက်ကိုကျွန်တော်ရှင်းကျိုးပတ်လို့ပြောနော်ဒီခောက်ထားတဲ့နေရာဒီရှင်းကဒီလိုမျိုးသွားတာနော်ဒီဘက်ကိုသွားတယ်ဒါရှင်းနော်အဲ့တော့ကျွန်တော်မီးထုတ်ပြမယ်မီးစံမြင်ရတာဒီမှာရှင်းသွားတာနော်ဒါရှင်းသွားတဲ့ပုံစံပြပေးတာပါနော်ဒီမဲ့ဒါရှင်းသွားထားတဲ့ပုံစံအဲ့တော့ဒါကဟိုအရေးကျိုးပတ်မဟုတ်ဘူးရှင်းလေးပဲရှင်းရပဲဟိုဘက်ကိုပတ်ထားပြီးတော့ဒီဘက်ဘေးမှာရှင်းအောင်ဒီတစ်ချက်ကဒီဘက်ဘေးမှာရှင်းအောင်နော်ဒါရှင်းအောင်ဒါရှင်းအောင်ရှင်းနေပါရဲ့နေရာနော်ရှင်းအမဲတွေပေါ့ရှင်းအမဲတွေပါရဲ့နေရာဒီရှာလေးကြည့်ကြည့်ပါနော်ဒါမေးတယ်မြင်ရတာမသိဒီမှာနော်ဒါရှင်းအမဲတွေပါရဲ့နေရာဟုတ်ပြီအဲ့တော့ဒီနေရာကတော့မစေးထားဘူးဘာကြောင့်လဲဆိုရင်ဒါသူတို့ဒါရှင်းပါရဲ့ဆိုပြီးဒီနေရာကိုရှင်းအောင်ကြီးဆိုပြီးတော့သူတို့ဒါမစေးဘဲနဲ့ရှန်ထားတာဒါကြောင့်ဒီမှာပြောင်းနဲ့ဒါရှော့တွေပါနော်အဲ့ဒီရှော့တွေကိုကျွန်တော်ခောက်ပြမယ်ပြောချင်တာကတော့ရှော့ကျွေတယ်နော်ရှော့ကပြီးတော့နောက်တစ်ချက်ကဘယ်လိုမျိုးရှော့စည်းတာမျိုးရှော့ကတ်တာမျိုးမဟုတ်ဘူးသူကရှော့ကျွေတယ်ဒါကြောင့်မလို့ကျွန်တော်ရှော့ကိုကြိုက်တယ်ကျွန်တော်ပြမယ်နော်ဒီမှာနော်ဒါရှော့ကျွေလို့ဒီလိုမျိုးပဲ့ကုန်တာနော်နောက်တစ်ချက်ကျွန်တော်ဆက်ထုတ်ပြမယ်နော်ဒီမီနစ်ထုတ်โอเคဒီမှာနော်မိတ်ဆွေနော်ကျွန်တော်ထုတ်ဒါခောက်ပြမယ်နော်ဟုတ်ကဲ့ဒီမှာနော်ဒါရှော့ကျွေသွားတဲ့နေရာကြီးနော်ဒါဒါရှော့ကျွေသွားတဲ့နေရာကြီးဒါကြောင့်မို့ကျွန်တော်ရှော့ကိုကြိုက်တယ်အဲကျတော့ရမ်းနေထားရဆိုရင်လည်းကျွန်တော်ဒီဘက်ဘေးလေးပါဆက်ပြပေးမယ်တခြားနေရာကိုဒီမှာနော်ရမ်းနေရဆိုဒီမှာရမ်းပြားတွေပါတဲ့နေရာရှိတယ်ဒီအောက်လေးတွေမှာနော်ဒီလက်မထိပ်လေးကိုကြည့်ကြည့်ပါနော်အနာလေးတွေဆိုဒါရမ်းပြားတွေနော်ရမ်းပြားတွေဆိုတော့ဒါဟင်းညူမိုရမ်းမယ်ပြောအောင်ပေါ့နော်ဟင်းညူမိုရမ်းလို့အချောင်းချောင်းလေးတွေနော်ဒီအောက်တွေမှာလည်းပါတယ်ဒီ1 byte မှာလည်းရှာကြည့်ကြည့်ပါနော်ရမ်းလေးလက်ရမ်းကောင်းလေးကြီးတယ်ပေါ့နော်ရမ်းအရွယ်စားလေးကြီးတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့ဟိုကြောက်တလုံးကိုမိတ်ဆွေတို့ရမ်းညက်မှဝယ်မယ်ဆိုရင်လည်းမဟုတ်ပါဘူးကျွန်တော်အရင်လိုက်ဒီမှာလည်းပြောဘူးတယ်အဲ့တော့ဒီကြောက်မှာတချို့သောနေရာတွေမှာရမ်းလာတယ်ဒါပေမဲ့တချို့သောနေရာလေးမှာတော့ရမ်းနေအဲ့ဒီလိုမျိုးအပြားလေးတွေရမ်းအချောင်းလေးတွေပေါ့နော်ဒီမှာဒီလိုနေရာလေးမှာရမ်းအချောင်းလေးတွေပါတယ်မြင်ရလားမသိဘူးเนาะကျွန်တော်ဒါမီးထဲမှာတော့မြင်ရအောင်တော့ပြပေးထားတယ်ပေါ့နော်မိတ်ဆွေရမ်းကဟိုဒီမျိုးရမ်းလုံးဝညက်နေရမျိုးတော့မဟုတ်ဘူးအဲ့ကျတော့ဟုတ်ပြီဒါရမ်းကိုပြပြီးဆိုကျွန်တော်အခွန်ပြပေးမယ်เนาะအခွန်ကိုကျွန်တော်တို့ကဘာကြောင့်ကြိုက်လဲဆိုတော့ကျွန်တော်ပြပေးမယ်ဟုတ်ကဲ့ကျွန်တော်ဖုန်းကလေကျွန်တော်လက်ထက်ကပဲကင်လိုက်တော့မယ်မိတ်ဆွေတို့တိတိကျကျထင်ထင်ရှားရှားမြင်အောင်လို့เนาะဒီတောက်ခုပဲပေးထားတယ်ဒီမှာเนาะအခွန်ကြောဆိုတော့ပြမယ်เนาะဒီအခွန်ကိုကျွန်တော်ကရမ်းဆိုရင်လည်းတဒုံလုံးရမ်းညီရလားလိုက်ကြည့်ရမယ်အခွန်ဆိုရင်လည်းတဒုံလုံးအခွန်ညီရလားဆိုတော့ကျွန်တော်ကလိုက်ကြည့်ရမယ်เนาะဒီအခွန်ကိုကြည့်တဲ့အခါမှာဒီလိုမျိုးကြီးဓမီကိုပေါ့နော်ဒီလိုမျိုးအဝေးကနေပြီးတော့ဒီလိုမျိုးထိုးကြည့်ရင်တိတိကျကျမမြင်ရပါဘူးအဲ့တော့ဓမီကိုဒီလိုမျိုး45ဒီဂရီလောက်ကပဲဖြစ်သူစောင်းလိုက်မယ်စောင်းပြီးတော့သူ့ဓမီကနေဒီလိုမျိုးကြည့်ရမယ်နော်အခွန်အဲ့ဒါမှဒီအခွန်ကြောလေးတွေကိုမြင်ရမယ်နော်မိတ်ဆွေများမြင်ရလားမသိဘူးနော်ဒီမှာအခွန်ဒီမှာနော်ဒါအခွန်ကိုမြင်နေရနော်အခွန်လေးကဒီမှာရွရွလေးပေါ့နော်ပြောရမယ်ဆိုတော့ဒီမှာဖောင်းဖောင်းလေးနဲ့လုံးလုံးလေးမဖြစ်နေရလေအခွန်လေးကဒါမျိုးဆိုရင်ကျွန်တော်ဒါဟိုအခွန်ညက်တယ်လို့ပြောရမှာပေါ့နော်ဒီအခွန်မျိုးဆိုကျွန်တော်ကြိုက်ပြီပေါ့နော်ဒီလေးကြည့်ပါနော်ဒါအခွန်ပြပေးရနော်မိတ်ဆွေများဟိုလိုမျိုးအခွန်ကြမ်းကြီးမဟုတ်ဘူးဒီမှာနော်ဒါအခွန်ပြပေးနေပါနော်သူ့ရဲ့အခွန်နော်ဒီနေရာကိုကြည့်ပါနော်ဒီနေရာကိုကြည့်ပါနော်မိတ်ဆွေဒါအခွန်ပြရနော်အခွန်ညီတယ်ပေါ့ဗျာဒါပြီးရင်နောက်တစ်ချက်ကျွန်တော်ဒီဘက်ကိုလှမ်းပေးမယ်ဒီမှာနော်ဒါအခွန်ညီတယ်ဆိုတော့ပြပေးချင်တာပါနော်မိတ်ဆွေများလည်းဒါကျွန်တော်တို့ခေါင်းကြောက်တွေဝယ်တဲ့နေရာမှာအများကြီးအသုံးတဲ့ပါပါဒီမှာနော်ဒါအခွန်မြင်ရအောင်လို့ကျွန်တော်အနီးကပ်ပြပေးရနော်အဲ့ကျတော့ကျွန်တော်တို့ဒီအခွန်ကျွန်တော်ဝယ်လာတာဘာကြောင့်လဲဆိုရင်အဲ့ဒီအခွန်ကလည်းတဒုံလုံးအခွန်ညီတယ်နော်ပြီးလို့ရှိရင်ရမ်းကလည်းတဒုံလုံးအဲ့ဒီပုံစံပဲသွားတယ်ရှော့ကလည်းကျွန်တော်ကြိုက်တဲ့ရှော့မျိုးပေါ့နော်ရှော့ကျွေတယ်အမဲကျော်မှာရှော့ကျွေရင်ကျွန်တော်တို့အရင်ကြိုက်တယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီတော့မီးထောက်ပြမယ်ဆိုတော့ကျွန်တော်ဒီလောဆယ်ဒီအပေါက်ကိုရင်းဆုံးမီးထောက်ပြလိုက်မယ်ဒါမိတ်ဆွေတို့ကျွန်တော်ဆွမ်းနာပြောတဲ့အတိုင်းပဲဒီဟာကစိန်တူနဲ့သူတို့ခောက်ထားတာနေမှာနော်စိန်တူနဲ့ခောက်ထားတဲ့နေရာပါအဲ့နေရာကျွန်တော်မီးထောက်ပြမီးလုံးဝမပေါက်ပါဘူးနော်ဒီမှာနော်အတွင်းထဲမှာမီးလုံးဝမပေါက်ပါဘူးနော်အဲ့ဒါဒီလွတ်သွားပြီးခောက်လိုက်တာဒီမှာနော်မီးလုံးဝမပေါက်တယ်နော်အတွင်းထဲတခြားလေးကြည့်ပါကျွန်တော်အနီးကပ်ပြမယ်နော်သူကပြောမယ်ဆိုရင်တော့အခွန်ထူတယ်လို့ပဲကျွန်တော်ပြောလိုက်မယ်နော်အခောက်တော့မဟုတ်ဘူးသူကဒါအခွန်ထူတယ်မျိုး
ဒီအခွန်ထူတယ်မျိုးအခွန်ထူလို့သူကဒီလိုမျိုးဒါစိန်တူနဲ့အတွင်းထဲကိုဒီဖောက်ထားတာမျိုးတောင်မှသူကမီးမပေါက်ဘူးဆိုတော့ကျန်တဲ့နေရာတွေဆိုပူဆိုးတာပေါ့နော်ကျွန်တော်ကျန်တဲ့နေရာတွေလည်းမီးထောက်ပြပြီမယ်နော်ဒီမှာမီးလုံးဝမပေါက်ဘူးတော့ပြပြီမယ်နော်ဒါမီးမပေါက်တဲ့ကြောက်ကိုကျွန်တော်ဘာကြောင့်ဝဲလာလဲဆိုတော့မိတ်ဆွေတို့ဒါဒီ live ကိုကြည့်ပြီးသွားရင်အများကြီးသိသွားမှာပါနော်ဒါပြီးရင်တစ်ခါလေးစေးပြမှာနော်ကျွန်တော်ရှင်းကိုတစ်ခါလေးစေးပြမှာနော်ဒီမှာနော်ဒါကျွန်တော်လိုက်ပြီးတော့မီးထောက်ပြပြီနော်လုံးဝဒါမီးမပေါက်ပါဘူးစိတ်ရှိရှိလေးတော့ကြည့်ပေးကြပါနော်ဘာကြောင့်လဲကျွန်တော်တေးသေးချာချာရှင်းပြခြင်းလို့ကျွန်တော်တစင်ချင်းနေတေးချာရှင်းပြခြင်းလို့ပေါ့နော်စိတ်ရှိတဲ့သူများပညာရမှာပါနော်မိတ်ဆွေများဘုဒ္ဓတာလည်းရမှာပါနော်ဒီမှာနော်ဒါလုံးဝမပေါက်ဘူးနော်ဘေးနေရာထုတ်ထုတ်ဘေးနေရာထုတ်ထုတ်နော်မိတ်ဆွေများနော်တေးချာကြည့်ပါဓမီကောင်းတော့အကျင့်သိမှာပါနော်လုံးဝမီးဘေးနေရာမှာမီးမပေါက်ဘူးနော်ကြကျွန်တော်တေးချာပြန်ပြမယ်တေးချာလေးကြည့်ပါနော်မိတ်ဆွေများရရင်လေဒီမှာနော်လုံးဝမီးပေါက်တဲ့နေရာမပါဘူးကြောက်ဘက်မှာလိုက်ဟိုဘက်လန်ပြီးကြောက်လန်လိုက်ရတယ်โอเคရတယ်ဒီမှာနော်ကျွန်တော်ဒီဘက်ရှောင်းဆက်ပြီးထိုးပြပေးမယ်ဒါကတော့ရှင်းအောင်ပဲရှင်းပါအဲ့ဒီမှာနော်ကျွန်တော်မီးထိုးပြမယ်မီးပေါက်တဲ့နေရာတနေရာမှမပါပါဘူးနော်ဒီကြောက်ဘာကြောင့်လဲဆိုတော့အခွန်ထူမျိုးဖြစ်တဲ့ကြောက်မျိုးသူကမီးကိုလုံးဝမပေါက်တာပါဒီဘက်လဲပြီလဲโอเคရတယ်ဒီမှာဆိုရမ်းပြားတွေတွေ့ရပြီနော်ဒီမှာရမ်းပြားတွေနော်မိတ်ဆွေဒီနေရာတွေကြည့်ကြည့်ပါဒီမှာရမ်းပြားတွေနော်ရမ်းပြားတွေညညမို့ရမ်းနေပါတယ်ကျွန်တော်ဆက်ပြီးမီးထောက်ပြပေးမယ်နော်ဒီနေရာတွေပြီးရင်ဒီကြောက်ကိုကျွန်တော်ကဖြတ်တဲ့ချိန်မှာဘလို့အသားတန်းဖြစ်မယ်ထင်တယ်ဘာဖြစ်မယ်ထင်တယ်ဆိုတော့ကျွန်တော်တစ်ခါလေးပြောပြပေးမယ်ဒါမဖြတ်ခင်လိုက်မှာကျွန်တော်တစ်ခါလေးပြောလိုက်တာပေါ့နော်ကျွန်တော်တို့ရဲ့သုံးသက်ပုံပေါ့နော်အဲ့ဒီလိုသုံးသက်ပြီးတော့ကျွန်တော်ဝဲလာရဲဆိုတာကိုမိတ်ဆွေများကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီမှာနော်လုံးဝဘေးနေရာမှာမီးထိုးမပေါက်တာပါနော်မီးထိုးပေါက်တဲ့နေရာတနေရာမှမပါဘူးနော်ဘာကြောင့်လဲဆိုရင်ဒီကြောက်ကြီးအခွန်ထူမျိုးဖြစ်ပါတယ်အဲ့ကျွန်တော်ဟုတ်ပြီကျွန်တော်ကအခုဒီမှာရမ်းတွေလည်းကြည့်လိုက်ပါမိစေပါနော်ဒီလိုရမ်းအရွယ်စားမျိုးလောက်ကိုဒီအလုံးအရွယ်စားနေဆိုရင်အဲ့ဒီလောက်လေးရမ်းအချောင်းလေးတွေပေါ့နော်ဟင်းညမို့ရမ်းလေးတွေပါတာကိုကြောက်စရာမလိုဘူးနော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီကြောက်ဒီအဓိကကတော့ဒီကြောက်ကိုကျွန်တော်တို့ကဖြတ်လိုက်တဲ့အခါမှာအသားတန်းဘေးအဆင့်ရောက်နိုင်တယ်ပြီးတော့နောက်တစ်ချက်ကသူ့ရဲ့ကြောက်မျိုးအနေထားအရာကိုကြောက်တန်းမာနိုင်လားပြီးရင်သူ့ရဲ့အခွန်အနေထားအရာကိုဒီအခွန်တန့်လားအခွန်မတန့်ဘူးလားအခွန်မျိုးရှင်းလားမရှင်းဘူးလားရမ်းဆိုရင်လည်းရမ်းခိုင်လားရမ်းမခိုင်ဘူးလားပြီးတော့ရမ်းရဲ့လင်းအားကောင်းလားမကောင်းဘူးလားကျွန်တော်ကအဲ့ဒီလိုဟာတွေကိုဦးစားပေးကြည့်ရမှာဖြစ်ပါတယ်ရမ်းတန့်လားမတန့်ဘူးလားဒါတွေကိုသုံးသပ်နိုင်တယ်ဆိုကျွန်တော်တို့ကဒါမီးထိုးမပေါက်လဲကြောက်တလုံးကိုခါမျိုးဖြစ်မလားဒီခါမျိုးအထက်ဖြစ်မလားဆိုတော့ကျွန်တော်ကသုံးသပ်လို့ရပါတယ်နော်ဟုတ်ပြီအဲ့ကြောင့်ဒီကြောက်မှာမီးလေးပေါက်တဲ့နေရာလေးကဒီရှင်းကျိုးနေရာအဲ့ကြောင့်ရှင်းကျိုးနေရာပြတော့မယ်နော်ကျန်တဲ့နေရာလေးအကုန်လုံးကျွန်တော်ပြပြီးတော့ဒါရှင်းကျိုးနေရာလေးကိုကျွန်တော်မီးထောက်ပြမယ်ဒီမှာရှာကြည့်ပါနော်မိတ်ဆွေပါဒါရှင်းကျိုးနေရာဒီနာကနေပြီးလိုမျိုးလာရနော်ဒီရှင်းကျိုးကဒီအောက်ကိုသွားတာပါအဲကြောင့်ကျွန်တော်ရှင်းနေရာမှာဒီမှာမီးပေါက်တဲ့နေရာလေးတစ်နေရာပါတယ်ကျွန်တော်ပြပြီနော်ရှင်းရနေဒီနားတော့ရောက်သွားပြီလည်းမသိဟောဒီမှာနော်ဒါရှင်းရနေမီးလေးနည်းနည်းလေးလင်းတာပါဟောဒီမှာနော်မိတ်ဆွေများဒါရှင်းရနေပြီးတော့လင်းတော့ဒီမှာရှင်းစိမ့်ပုံနဲ့ဖြစ်တာပေါ့နော်ပြောမလဲရှင်းရမီးထိုးတဲ့ရှင်းမှာစိမ့်နေရှင်းစိမ့်ပေါ့နော်ဒီမှာတရားကြည့်ပါနော်မိတ်ဆွေများဒီမှာရှင်းစိမ့်ဒီမှာနော်ရှင်းစိမ့်ရလေးကြည့်ပါနော်အဲ့ဒီနေရာကိုပြန်ပြမယ်နော်ဒီမှာကြည့်ပါအရေးလဲလုံးဝမဟုတ်ဘူးနော်ဒါရှင်းစိမ့်ပြီးရင်ကျွန်တော်အဲ့ဒီရှင်းကိုကျွန်တော်ကအဓိကစေးမှာပါဘာကြောင့်လဲဆိုရင်ဒီမှာနော်ဒီနေရာမှာရှင်းစိမ့်နေနော်ဒီမှာနော်ရှင်းစိမ့်လေးပေါ်ရနော်မိတ်ဆွေများဒီမှာရှင်းစိမ့်လေးပေါ်ရနော်ဒီနှစ်နေရာဒီလိုလေးနည်းနည်းလေးပေါက်တယ်ဒီကြောက်ကိုနည်းနည်းလက်နဲ့ကပ်လိုက်ဆောနာအခုပြောရင်အေးရောက်ပြီအဲ့ဒါလေးဒီမှာနော်ဒီနားမှာလည်းရှင်းကိုနည်းနည်းမီးလေးနဲ့ပြမယ်နော်ဒီမှာနော်ဒါရှင်းအရေးကျိုးပတ်မဟုတ်ပါဘူးနော်ဒါရှင်းကျိုးပတ်ပါနော်ရှင်းကျိုးပတ်ဆိုတာမိတ်ဆွေမှာကျွန်တော်စတာနော်ဟိုတော့ကြနေရှင်းကျိုးပတ်ဆိုပြီးတကယ်ခေါ်နေကြမှာဆိုလို့ကျွန်တော်အရေးကျိုးပတ်မဟုတ်တော့ဒါရှင်းကျိုးပတ်ဆိုပြီးစတာပါဒီမှာနော်ဒီနေရာလေးပေါ့နော်ဒီနေရာမစိမ့်ပေါ့နော်ဒီကောင်ကတော့ဒီတိုင်းရှင်းပေါက်ပဲပေါက်တာပေါ့နော်အဝါပေါက်လေးပဲပေါ့နော်ပလက်လာလိုက်ဟုတ်ပြီကြောက်ဒီဘက်ဆောင်လိုက်ဟုတ်ပြီဒီမှာနော်မိတ်ဆွေမှာဒီမှာနော်တရားကြည့်ပါနော်ဒါဒီကနေလိုမို့လာနော်ဒီမှာရှင်းကျိုးอ่ะကျွန်တော်ဒါပြီးရင်လည်းစေးပြမှာပေါ့နော်ဒါအသေးစိတ်ကိုတေချာလေးပြပေးနေပါနော်အဲ့ကြောင့်ရှင်းမှာကဒီ
ဒီရှင်းကျိုးကအစောနာလိုမျိုးနည်းနည်းရှင်းစိမ့်နေရလေးတွေပါတဲ့အတွက်ကျွန်တော်ရှင်းစိမ့်နေရလေးကိုကျွန်တော်ဖိပြီးစေးမယ်အဲ့ဒီရှင်းစိမ့်နေရလေးတွေကကန်ကောင်းရင်ပေါ့ဒီကြောက်မျိုးတန်းဆိုရင်ကျွန်တော်ကအဲ့ဒီရှင်းစိမ့်ကလည်းအတွင်းထဲမှာဒါကြောက်မျိုးအရင်ကောင်းတယ်ဆိုရင်ပေါ့နော်အရေပန်းအဆင့်ပုံစံမျိုးလည်းရောက်သွားနိုင်တယ်ကစွန်းပန်းဟိုမှာရွှင်ရွှင်လေးလည်းဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီကြောက်ကိုဒါသေချာပေါက်ဒီပေါ့နော်ဒီရှင်းရတော့သေချာပေါက်ကိုဝင်ပါပါဒီရှင်းကျိုးကတော့ဒါပေမဲ့ဒီရှင်းကျိုးကကျွန်တော်ပြီးထောက်လိုက်တဲ့အခါမှာမဲမဲကြီးလည်းမဟုတ်ဘူးဟိုလိုမျိုးကြီးလုံးဝ66ကက်ကက်ကြီးလည်းမဟုတ်ဘူးသူကစိုးတယ်ပြီးတော့လင်းအားလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကြောက်ကိုဝယ်လာတာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကလည်းကျွန်တော်ဒီကြောက်ရဲ့ဒါအစောနပြောခဲ့တဲ့ဒီအခွန်လေးပေါ့နော်ဒီအခွန်တွေကိုမကြည့်ချကြည့်ပါနော်ဒီအခွန်တွေကိုကျွန်တော်ကြိုက်လို့ပါဒီအခွန်ကြောကတင်းတယ်ပြီးတော့အခွန်ကလည်းတဒုံလုံးညီတယ်ပေါ့နော်ပြီးအခွန်ပွေးလေးတွေကလည်းဒီမှာဖောင်းဖောင်းလေးဒါပဲဆိုမြင်တဲ့အတိုင်းပဲနော်ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ပင်လယ်ကမ်းခြေမှာတဲပွင့်လေးတွေကလေရွာလေးတက်နေတဲ့ပုံစံမျိုးလေးနော်အခွန်လေးကဆရာကြီးကြည့်ကြည့်ပါနော်အဲ့ဒီပုံစံလေးဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကြောက်ကိုကြိုက်တယ်အဲ့ကြည့်တော့ဒီကြောက်ကကျွန်တော်ရဲ့သုံးသက်ချက်အရာဒါကိုကြောက်တဲ့အဲ့ဆိုရင်ဒီကြောက်ကဘာဖြစ်နိုင်လဲဆိုပြီးတော့မိတ်ဆွေတို့ကထင်နေကြလိမ့်မယ်အဲ့ကြတော့ကျွန်တော်ဒီကြောက်ကိုပြောပြမယ်အခုသူ့ရဲ့ရမ်းရဲ့ချော်ရဲ့အခွန်ရဲ့ကိုကြည့်ချင်းအပြင်ဒီကြောက်ဒီသေးချာပေါ့ကျွန်တော်ကြောက်မျိုးကြိုက်တယ်ကြောက်မျိုးကောင်းတယ်ပေါ့နော်ကြောက်မျိုးကောင်းတယ်ပြီးတော့နောက်ချက်ကဒီကြောက်ကဖြတ်လိုက်လို့ရှိရင်အနေဆုံးခါးသားနဲ့ခါးသားအထက်မှာပဲရှိတယ်ဒါလုံးဝကျွန်တော်ဘက်ကဒါဟိုကျွန်တော်ဟိုတနေ့ကပြောသလိုပဲ80%တွက်ဆိုရင်ဒါကျွန်တော်ရဲ့ကျွမ်းကျင်မှုကြီးက80%ကျွန်တော်တက်တာပါကျန်တဲ့30%ကတော့ဒါကံပေါ့နော်အဲ့ကြတော့အခုဒီကြောက်ကသေချာဘောက်ကတော့ခါးသားရဲ့အထက်ရဲ့ဒါကံကောင်းရင်တော့မှဒီကြောက်ကဘာကြောင့်လဲဆိုရင်ဒီမှာပေါ့နော်ဒီမှာခောက်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာမလင်းတဲ့အတွက်ကြောင့်မလို့ဒီကြောက်ဒီအခွန်ထူပေါ့နော်အခွန်ကာဖြစ်သွားရင်နော်အခွန်အကာဖြစ်သွားတယ်ဆိုရင်ဒီကြောက်ကအသားတန်းလန့်မယ်အသားတန်းလန့်ရင်တော့ဒါကံကောင်းရင်ဒါအသက်ဆန်းနီးနီးပေါ့နော်ဘောဒီမဟုတ်ဘူးပေါ့နော်အသက်ဆန်းနီးနီးဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုပြောတဲ့ဒီနေရာအဓိကပဲဒီနေရာကတာမန်ကြောက်ဒီဆိုရင်တော့ခောက်လိုက်တာနဲ့အတွင်းထဲကဒီအခွန်နည်းနည်းပါတယ်ဆိုရင်အတွင်းထဲကဒီကာလာပေါက်မီထိုးပေါက်ကိုကျွန်တော်တို့မြင်ရမယ်ပေါ့နော်အခုဒီကြောက်ကတိကျညစ်တယ်တမီထိုးဒီတမီထိုးအဲ့တမီထိုးတာပေါ့ဒီအတိုင်းထုတ်တာဟုတ်ပြီအဲ့တော့ဒီမှာတိကျကြည့်ပါနော်အဲ့ဒီကြောက်ကအခုဒီလိုမျိုးခောက်ထားတာမီးလုံးကမလင်းဘူးဆိုတော့ဒီကြောက်ကသေချာပေါက်တာအခွန်ထူမျိုးပေါ့သူအခွန်ဘယ်လောက်ထူနိုင်လဲဆိုဥပမာဆိုကြပါစို့ကျွန်တော်ဒီလောက်အဆင့်ကြီးထူနိုင်တယ်ပေါ့နော်အခွန်ကအခုကျွန်တော်ပြတာလက်ထိပ်ပေါ့နော်အဲ့လောက်ထိကိုထူနိုင်တယ်အဲ့ကျတော့ပြောချင်တာဟို1 cm တော့မပြည့်ဘူးပေါ့နော်1 cm height ပေါ့နော်အဲ့လိုမျိုး5စိတ်လောက်ပေါ့အဲ့လောက်ထိကိုသူကထူနိုင်တယ်အခွန်အဲ့ကျတော့ဒီလိုအခွန်မျိုးတွေကဒီလိုအမဲကြောတွေကဒါကျွန်တော်ဖတ်ကမှာဆိုအများကြီးဖြတ်ခဲ့ဘူးလေအများကြီးဖြတ်ခဲ့ဘူးတဲ့အတွက်ဘယ်လိုအနေထားရှိလဲဆိုဒီလိုမျိုးအခွန်တွေကအခွန်ထူမျိုးဖြစ်ပြီးတော့ကြောင်မျိုးလဲရင့်တယ်ဆိုရင်ရမ်းလဲလှတယ်ဆိုရင်ဒီကြောက်တွေကအခွန်ကာပေါ့နော်အခွန်ကနေပြီးအကာဖြစ်သွားတာပေါ့အခွန်ကာဖြစ်ပြီးတော့ဒီကြောက်တွေကအောင်တတ်တယ်ဘလို့အောင်တာလဲဆိုရင်အတွင်းထဲမှာကျွန်တော်ဆက်ပြောသလိုပဲဟိုကြောက်သားကမောက်ကွက်တာမျိုးမဟုတ်ဘဲနဲ့ကြောက်သားလင်းအားလဲကောင်းတယ်နော်ကြောက်သားလင်းအားကောင်းပြီးတော့ဒီကြောက်တွေကဘယ်လိုပြောမလဲအသားတန်းလန်သွားတဲ့အဆင့်ပေါ့အသက်ဆန်းနီးနီးတို့ကြောက်သားမြင့်တဲ့အဆင့်မျိုးကျွန်တော်ရခဲ့ဘူးလေအဲကြတော့ဒါကတော့ထားကျွန်တော်အရင်ကရခဲ့ဘူးတဲ့ကိစ္စအခုဒီကြောက်ကိုကျွန်တော်သုံးသက်ဆိုရင်ဒီကြောက်ကသေချာပေါက်ကိုခါးသားနဲ့ခါးသားအထက်မှာပဲရှိတယ်ကံကောင်းလို့သူကသူအသက်ဆန်းဖြစ်သွားရင်တော့ကျွန်တော်အရင်ဝမ်းသာပါတော့ပူပြောတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကဒီရှင်းကျိုးဘက်ကလည်းဝင်မှာဒီရှင်းကျိုးဘက်ကဝင်တဲ့နေရာမှာကျွန်တော်သုံးသက်ထားရတော့ရှင်းအမဲကြီးဝင်ချင်မှဝင်လိမ့်မယ်ဒီကြောက်ကအနေဆုံးကစွန်းပန်းပုံစံမျိုးဖြစ်သွားလိမ့်မယ်နော်ကစွန်းပန်းဆိုတာကျွန်တော်ပြောသလိုပဲကစွန်းညွန့်ရောင်ကစွန်းလိုပဲကစွန်းညွန့်နည်းနည်းစင်းစင်းပို့ရောင်မနော်အဲ့ဒီဟာမျိုးဖြစ်သွားနိုင်တယ်ဒါကတော့ကျွန်တော်ကဒီရှင်းကျိုးကိုလည်းတစ်ခါသုံးသက်ပြန်အဲ့ကြောင့်ကံကောင်းရင်ဒီရှင်းကျိုးကအစောနာကျွန်တော်စိမ့်နေတဲ့ရှင်းစိမ့်ညာလေးပါတဲ့အတွက်ကြောင့်မလို့နော်ပြီးတော့နောက်တစ်ချက်ကဒီနားမှာအရေးတီဆက်လေးတစ်စက်ပါတယ်ဒီလေးမီးပြခဏပြီရအောင်ကိုဒီမှာကျွန်တော်ပြပြီမယ်နော်ဒီအဆက်လေးညတမီတာမို့ထုတ်ပြီအကူကြီးအဲ့ဒါလေးထောက်ပြခြင်းဒီကျွန်တော်ရဲ့ဒီလက်မထိတ်မှာကျွန်တော်အခုဇုံးဆက်ပြမယ်နော်အရေးတီဆက်လေးတစ်စက်ထဲပါလာဒီကြောက်ကလည်းအံ့ဩကြကောင်းတယ်ဒီမှာနော်ဒီလက်မထိတ်ကဒီပူလေးကြီးတခြားထုတ်လေးဟုတ်ပြီဒီမှာနမိတ်စီမှာဒီမှာကြည့်ပါနော်ဒီပူလေးဒီအဆက်လေးဒီလက်ထိတ်ကအဆက်လေးအဲ့ဒါလေးအရေးတီဆက်လေးကျွန်တော်မီးထောက်ပြမယ်အဲ့ဒါလေးကိုနော်ဒီအဆက်လေးကအရေးတီဆက်လေးနော်ဒီဘက်ဘေးဆိုမှချက်ဒါရှင်းနေနော်တခြားကြည့်ပါဒါရှင်းလုံးဝရှင်းနေကြည့်ပဲနော်ဒီမှာအပက်နော်အဲ့ကြောဒီအရေးတီဆက်လေးကိုကျွန်တော်မီးထောက်ပြမယ်အဲ့ဒီအရေးတီဆက်လေးကလည်းမီးလင်းနေတယ်နော်ဒီမှာတော့မိတ်ဆွေများမြင်ရလားမသိဘူးနော်စိမ့်လေးမြင်ရလားအဲ့ဒါအရေးတီဆက်လေးပါနော်ဒီမှာတခြားလေးကြည့်ပါနော်မိတ်ဆွေများမြင်ရတယ်ဆိုတယောက်လောက်ကမြင်ရတယ်လို့ comment လေးမှတ်မိပါလားနော်အဲ့ဒါဆိုရင်ကျွန်တော်ကကြော်ပြီးတော့တခြားဆက်ရှင်းပြလို့ရတယ်ဒီမှာနော်စိမ့်လေးအရေးတီဆက်လေးအဲ့လိုအရေးတီဆက်လေးပါတဲ့အတွက်ကြောင့်မလို့ဒါ
အမဲကြောတွေမှာရှင်းတဲ့အရေးနဲ့ရောပြီဆိုရင်တော့ဒါကျွန်တော်တို့ကကြိုက်တယ်တော့မဟုတ်ဘူးပေါ့နော်တို့ပြင်မဲ့ဒီကြောက်ကဒီလိုထုတ်ရှင်းတဲ့အရေးနဲ့လည်းရောတယ်ပြောအဲ့လိုပဲပြောအောင်ပေါ့နော်ဒါရှင်းရရှင်းပြီးတော့ဒီမှာအရေးလေးလည်းပါတယ်ပြီးတော့ကြောက်မျိုးလည်းကောင်းတယ်ရမ်းလည်းလှတယ်ပြီးတော့အခွန်လည်းလှတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီကြောက်ကိုဒါဒီကြောက်ကဖြစ်နိုင်လို့ရှိရင်ဒီရှင်းမဝင်တော့ဘူးရှင်းမဝင်ပဲနဲ့ဒါကစုံမန်းဖြစ်ရင်ဖြစ်ကစုံမန်းမဖြစ်အဲ့ဒီအရေးတီးဆက်ကြောင့်ဒီကျိုးနေရာတွေမှာလည်းအရေးဝင်သွားနိုင်တယ်ပြောချင်တာကမိတ်ဆွေတို့ကိုကျွန်တော်အရေးလေးကအဲ့လိုတီးဆက်လေးတေးသေးလေးနဲ့နော်အရေးလေးကဒီလိုမျိုးတီးဆက်လေးတေးသေးလေးကအတွင်းထဲကိုအဲ့လိုဝင်နိုင်လားဆိုပြီးတော့မိတ်ဆွေတို့ထင်ကောင်းထင်လိမ့်မယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုဒီအရေးဆိုတဲ့သဘောတရားကအပြင်မှာမန်းအဆက်လေးပဲဖြစ်ဖြစ်ပန်းအဆက်လေးပဲဖြစ်ဖြစ်တေးသေးလေးပြခဲ့တယ်ဆိုရင်တော့ဒီကြောက်ကအတွင်းထဲမှာကြောက်စီကြောက်သားကောင်းပြီးတော့ကြောက်သားလန်သွားတယ်ဆိုရင်အဲ့ဒီအရေးကဥပမာမန်းဆိုတဲ့ပုံစံမျိုးပဲเนาะသူ့အရသူဒါတရေပုံစံမျိုးတည်ပြီးတော့အတွင်းထဲမှာအရေးပြန့်သွားတာမျိုးပေါ့နော်အရေးပြန့်နေဆိုတာကအရေးတွေတခြားသောနေရာတွေမှာကြောက်စီကြောက်သားကောင်းတဲ့နေရာတွေမှာလည်းဝင်သွားနိုင်တဲ့လက္ခဏာမျိုးတွေရှိတယ်ဝင်သွားနိုင်တဲ့အဖြစ်အပျက်တွေလည်းရှိတယ်ဝင်သွားတာတွေလည်းကျွန်တော်အများကြီးကြုံမှုတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကြောက်ကိုခြုံငုံပြီးတော့မိတ်ဆွေတို့ပြောရမယ်ဆိုရင်ဒါမဖြတ်ခင်တခါလဲကျွန်တော်ခံမှန်းပေးရတော့နောက်ရက်ကိုကျွန်တော်ဖြတ်ပါဘာကြောင့်လဲဆိုရင်ကျွန်တော်ကဒီကြောက်ကိုဒီကြောက်မျိုးကောင်းတယ်အခွန်လဲကြိုက်တယ်ရမ်းကိုလဲကြိုက်တယ်ရမ်းလဲညီတယ်ပြီးတော့ရမ်းလင်းအားလဲကောင်းတယ်ပြီးတော့နောက်ချက်ကရမ်းရဲ့ဒီအပေါ်မှာပါနေတဲ့လင်းအားလေးတွေနဲ့ပြီးတော့ရမ်းရဲ့တန်ရှင်းမှုလေးတွေလည်းကျွန်တော်တွေ့တယ်ဒါကြောင့်မလို့ကျွန်တော်ရမ်းကိုလဲကြိုက်တယ်အခွန်ဆိုရင်လည်းအခွန်ကြောကိုကြိုက်တယ်အခွန်ကလည်းတလုံးလုံးညီတယ်ပြီးတော့အခွန်ကျွန်တော်တို့ဒါထိတွေ့မှုအားဖြင့်အခွန်မျိုးရင့်တာကိုလည်းကျွန်တော်ခံစားမိတယ်အခွန်မျိုးရင့်တယ်လို့ကျွန်တော်ပြောချင်တယ်ပြီးတော့နောက်တစ်ချက်ကပြီးတော့ဒီအခွန်ကလည်းအခွန်ထူမျိုးဖြစ်နေတယ်အခွန်ထူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောက်ကိုပိုကြိုက်တယ်အဲ့တော့မီထိုးပေါက်တော့တစ်စက်မှမပါဘူးမိတ်ဆွေမြင်တဲ့အတိုင်းပဲဒါပေမဲ့မီထိုးပေါက်တစ်စက်မှမပါပေမဲ့ဒီကြောက်ကိုအရန်ကြိုက်တယ်ဘာကြောင့်လဲဆိုကျွန်တော်စပ်ဖို့လိုပဲရမ်းရဲ့ရှော်ရဲ့အခွန်ရဲ့အဲ့ဒါတွေကိုကြိုက်တယ်ပြီးရင်ရှင်းရဲ့ဖွဲ့စည်းပုံရှင်းရဲ့နည်းနည်းလေးရှင်းစိမ့်လေးနည်းနည်းလေးပါတာကိုလည်းကျွန်တော်ကကြိုက်တယ်ပြီးတော့ရှင်းရလဲရှင်းကြောက်ကြီးမဟုတ်ဘူးဒါတချို့နေရာလေးမှာရှင်းကဒါဝါလူတက်နေတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းဆေးလိုက်တယ်ဆိုရင်တော့တချို့ရှင်းလေးတွေကဒီလိုရှင်းလေးတွေကအနည်းငယ်မီးလင်းလာမှာဖြစ်တယ်ကျွန်တော်အခုတခါတည်းဆေးပြမှာဖြစ်တယ်ပြီးတော့အရေးတီဇက်လေးဒီလိုလေးပါတော့တီဇက်လေးနော်ဒီတီဇက်လေးတစ်စက်ပါနဲ့ကိုကျွန်တော်တော်တော်လေးကျေးဇူးတင်နေပြီဘာကြောင့်လဲဆိုကန်ကောင်းရင်ဒီကြောက်ကအရေးဝင်နိုင်တယ်ဒါကတော့ကျွန်တော်ပြောတဲ့30ရာခိုင်နှုန်းပေါ့နော်ကျွန်တော်ပြောတဲ့ကန်တရားကိုကျွန်တော်ပုံချတာဖြစ်တယ်90ရာခိုင်နှုန်းကတော့ကျွန်တော်ရဲ့သုံးသက်ချက်အရာဒီကြောက်တေးကြပေါ့ခါသားနဲ့ခါသားအထက်မှာပဲရှိတယ်လုံးဝတေးကြတယ်အဲ့တော့ဟုတ်ပြီကိုကျော်တဲ့ဒီကြောက်ကြီးကတခြားသောအပြက်တွေမဖြစ်နိုင်ဘူးလားဆိုရင်တော့ဒါနောက်ဆုံးကျွန်တော်ကကန်ကိုပုံချရမယ်ဆိုရင်ဒီကြောက်ဒီကန်ဆိုးသွားခဲ့ရင်သူ့ရဲ့အခွန်ကဒီလိုမျိုးအခွန်ထူမျိုးเนาะဒါအခောက်တော့မဟုတ်ဘူးเนาะအခွန်ထူမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီအခွန်ရဲ့တရေကဒီအတွင်းလေးကဒီအပေါ်ရအခွန်ပြောတာမဟုတ်ဘူးเนาะဒီအခွန်ရဲ့အောက်မှာဒီမြင်ရမိတ်ဆွေမြင်ရတဲ့အတိုင်းပဲเนาะဒီနေရာလေးတွေပြောတာအဲ့ဒီလိုဟာတွေကအဖြတ်လက္ခဏာပေါ့နော်အခွန်ပုတ်အခွန်ပြက်အဲ့ဒီလိုမျိုးပေါ့နော်အခွန်အတွင်းထဲမှာပေါ့နော်အခွန်အတွင်းသားပြက်တယ်လို့ခေါ်တာပေါ့အဲ့ဒီလိုပြက်သွားနိုင်တော့ဒီကြောက်ကဘာဖြစ်သွားနိုင်လဲဆိုရင်ကြောက်သားအတွင်းထဲမှာပိတ်သွားတာမျိုးဖြစ်နိုင်တယ်ပိတ်တယ်ဆိုတာကလုံးဝအခွန်ချက်တွေလိုမျိုးမီးထိုးပေါက်ပိတ်သွားတာမျိုးမဟုတ်ဘူးမီးထိုးပေါက်တလောက်လောက်လေးပေါ့နော်ဒါတခါတည်းကျွန်တော်ပြပေးလိုက်တာနော်ငုံတစ်လုံးစာလောက်ပဲဖြစ်ဖြစ်ငုံတဲ့နည်းနည်းရော့တဲ့ပမာဏပဲဖြစ်ဖြစ်မီးထိုးပေါက်လင်းရအဲ့လိုပိတ်သွားနိုင်တယ်အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီအခွန်ကြောင့်ကျန်တဲ့ရန်နေနဲ့မဆိုင်ဘူးရှော်တွေနဲ့မဆိုင်ဘူးဒီအခွန်ကြောင့်ဖြစ်သွားတယ်အဲကြောင့်ဒီကြောက်ကိုကျွန်တော်ဖြတ်လိုက်တဲ့အခါမှာအဲ့ဒီလိုမျိုးမီးထိုးဘတ်တော်လေးပဲလင်းသွားရဆိုရင်ဒီကြောက်ရဲ့ဘာကြောင့်ဖြစ်သွားရလဲဆိုရင်ဒါမိတ်ဆွေတို့တစ်ခါပြပြပြီးသားအတွင်းတွေကဒီအပေါ်ရန်အခွန်ကြည့်ပြီးပြောတာမဟုတ်ဘူးအပေါ်ရန်အခွန်ကြောအရန်လာတယ်ကျွန်တော်ပြပြီးပြီအဲကြောင့်ဒီအတွင်းတွေကနော်အခွန်ကနည်းနည်းအခွန်ပြက်ပေါ့နော်အခွန်ပွားအဲ့ဒီလိုမျိုးတဒံမျိုးပေါ့နော်အခွန်ပြက်ပုံစံမျိုးဖြစ်သွားလို့ဒီကြောက်ကအတွင်းထဲမှာအဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်အဲ့ဒီလိုမဖြစ်ဘူးဆိုရင်တေးကြတယ်ဒီကြောက်ကကျွန်တော်တွက်ထားသလိုပဲခါတာမဟုတ်ရင်ခါတာအထက်အဲ့ဒီတက်ပို့ပြီးကန်ကောင်းရင်အခွန်အကာဖြစ်ရင်တော့ဒီကြောက်ကအသက်ဆန်းနည်းနည်းဖြစ်သွားနိုင်တယ်နော်ပြီးနောက်ချက်ကရှင်ကျိုးပန်းဝင်မယ်အတွင်းထဲမှာကစုံပန်းပုံစံမျိုးဖြစ်နိုင်တယ်နော်အရေးတီဆက်ပါတဲ့အတွက်အရေးလည်းဝင်နိုင်တဲ့လက္ခဏာရှိတယ်ဒါတခါတည်းမိတ်ဆွေတို့ကျွန်တော်သုံးသက်ပြရတယ်အဲကြောင့်အခုကျွန်တော်ကဒီနေရာတွေကိုဆေးပြမယ်နော်တချို့နေရာတွေကိုလည်းကျွန်တော်ရေးဆေးပြပြီးတော့မိတ်ဆွေတို့ကျွန်တော်မီးဆက်ထောက်ပြပေးမယ်နော်မိတ်ဆွေများအဆင်ပြေလားမသိဘူးနော်ကျွန်တော်ရှင်းပြပေးတာကျွန်တော်အခုဒါရှင်းပြခဲ့တဲ့ပုံစံကကျွန်တော်လုံးစုတစ်လုံးကိုအဲ့ဒီပုံစံနဲ့သုံးသက်ပြီးဝယ်လာတာဖြစ်တယ်အခုဒီကြောက်ကဒါအချိန်က9ပိတ်စာနဲ့30နဲ့5ချက်သားဒါအတိအကျပြောရရင်ဒီကြောက်ကိုကျွန်တော်အခုဝယ်လာတာကအမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်ဒါ18သိန်းပွဲတက်သိန်း18သိန်းဒါကျွန်တော်ဝယ်လာတာဖြစ်တယ်အဲဒါတော့မိတ်ဆွေတို့စိတ်တွေမှာဟာအခုကျတဲ့ဒီကြောက်ကြီးကအဲ့လောက်တန်လို့လားအဲ့လိုမျိုးလို့မိတ်ဆွေတို့ထင်လိုက်မယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ဒါခေါင်းကြောက်လုံးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းကြောက်မှာကျွန်တော်တို့ကခေါင်းကြီးထည့်ခဲ့တာပြောရမယ်ဆိုရင်တော့ဒီကြောက်ကသူ့ရဲ့တန်ကြီးကတော့9သိန်းနဲ့10သိန်း
ဒီကြားထဲပေါ့နော်ဒါကတော့ကျွန်တော်ဥမာတတ်မှတ်ပြနော်သူများရောဒီတက်ပို့ပြီးလဲပေးရင်ပေးမယ်ဒီရလဲနဲဝင်ဝယ်လိမ့်မယ်ဒါပေမဲ့တို့ပေမဲ့ကျွန်တော်ကဒီ6သိန်း9သိန်းကိုကျွန်တော်ကနောက်တဲ့ခေါင်းကြီးထည့်လိုက်တာခေါင်းကြီးဆိုတာကကြည့်တော့ဒီကြောက်ကကန်ကောင်းပြီးကိုတွက်တာတက်ပို့ပြီးဖြစ်ခဲ့ရင်ကျွန်တော်ဖြစ်ကောဖြစ်နိုင်လားလို့ကျွန်တော်သုံးသပ်လိုက်တယ်ဖြစ်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါကြောင့်မို့အဲ့ဒီလိုဖြစ်ခဲ့ရင်ဒီကြောက်ကအသက်ဆန်းနေပါဖြစ်သွားခဲ့ရင်ဒါအခွန်ထူပြီးတော့ပေါ့နော်အကာမျိုးဖြစ်သွားခဲ့ရင်ကျွန်တော်ကအဲ့ဒီတဲ့အစာပေါင်းများစွာပို့ပြီးတော့မင်္ဂလာဖြစ်နိုင်တယ်အောင်နိုင်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီကြောက်ကိုအဲ့ဒီလိုခေါင်းကြီးထည့်ပြီးဝယ်လာတာဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေတို့ဒီကြောက်ကိုတစ်ခါရှင်းပြညင်မခဲ့တော့ကြောက်ရေရှုကနေရှုလိုက်အခုကျွန်တော်တစ်ခါတည်းပြပေးမှာနော်မိတ်ဆွေတို့တစ်ခါတည်းဆေးပြမယ်အဲ့ဒီရှင်းနေရလဲကျွန်တော်ဆေးလိုက်လို့ရှိရင်တချို့နေရာတွေမှာရှင်းလေးရနည်းနည်းလင်းလာဖို့ရှိတယ်ဘာကြောင့်လဲဆိုရင်ဒီအဲ့ဒီရှင်းနေရရှင်းအရှောက်မဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ကနည်းနည်းဒီကြောက်ပူကြိုက်တာပေါ့နော်ပြီးပါတယ်ဟုတ်ကဲ့ပါကိုမကြီးကျွန်တော်တစ်ခါတည်းနော်အကူတို့ပြပေးမှာဒါရေရှုကန်ထဲမှာတစ်ခါတည်းဆေးပြပါနော်အကူကအမြတ်ကျွန်တော်ကနေတာကတော့မန္တလေးလည်းနေတယ်ကျွန်တော်ပြင်းဦးလင်လည်းနေတယ်ကျွန်တော်အလုပ်လုပ်တာအဓိကကတော့လောလောဆယ်မန္တလေးမှာလုပ်တယ်ဖားကတ်မှာလုပ်တယ်လောလောဆယ်အခုရောက်နေတာတော့မန္တလေးမှာပါနော်မိခဏလေးပြလာပါမယ်အမေတက်ဖို့နေရောခဏလေးဒီမှာတော့မိတ်ဆွေကဆရာကြီးကြည့်တော့ကြောက်ပါနော်ကျွန်တော်မြည်လို့ပြမယ်နော်တော့ဒါရှင်းစိမ့်တဲ့နေရာနော်ကျွန်တော်ပထမဆုံးနည်းနည်းရှင်းနည်းနည်းလင်းတဲ့နေရာနော်ကျွန်တော်ပြထားတဲ့အတိုင်းပဲဒါရှင်းရကျိုးပတ်ထားနော်ရှင်းကျိုးပတ်ထားတဲ့နေရာပြီးတော့ဒီနားလေးမှာတစ်ချက်နည်းနည်းစိမ့်နေဒီမှာနော်ဒါရှင်းလင်းတဲ့နေရာလေးနော်အဲကျတော့ကျွန်တော်ဒီအကြောကိုကျွန်တော်အရင်ပုတ်မယ်နော်ဒါနော်ဒီအကြောကိုကျွန်တော်အရင်ပုတ်မယ်အဲပြီးမှကျွန်တော်ဟိုဘက်ရှမ်းကိုဒီခါလေးဆေးပြမယ်ဒီမှာအခုကြည့်လိုက်နော်အခုကဒီဘက်ကရေမဆူသေးတဲ့ဘက်ချက်ကြီးရေမလောင်းသေးရောရေမလောင်းမှာအခုတေချာပြလို့ရတယ်ဒီမှာတော့မိတ်ဆွေကဒီဘက်ကအခုတေချာကြည့်နော်ပြီးတော့ဒီဘက်ကရေဆွတ်ထားတဲ့အခုကြည့်လိုက်ရေဆွတ်တဲ့အခုမှာဒီမှာရမ်းလေးတွေပေါ်လာပြီးတော့ဒီနောက်မှာဖြူးအချောင်းလေးတွေအရမ်းချောင်းလေးတွေပဲနော်တေချာကြည့်ပါနော်မီလူပေါ်မှာပါတဲ့ရမ်းလေးရဘယ်လိုသုံးတက်လဲအခုပညာသင်ပါဗျညီလေးဒီမှာလေဒီမှာကြည့်လိုက်လေမီလူမပေါက်လဲရမ်းဆိုတာဒီမှာလင်းနေလက်နေဒီနေရာကြည့်နော်ရေစွတ်ထားတဲ့နေရာကိုဟုတ်ပြီကျွန်တော်အဲ့ဒီကနေတစ်ခါလေးရှင်းပြပြီးတလက်စားခဏလောက်နော်ကျွန်တော်ကင်မရာလဲလိုက်မယ်ကျွန်တော်တို့ကြောက်တလုံးကိုမိတ်ဆွေတို့ရမ်းကိုပဲဖြစ်ဖြစ်အခွန်ကိုပဲဖြစ်ဖြစ်တေးသေးရှာရှာကြည့်နေတယ်ဆိုရင်ရေမစွတ်ခင်ကိုတေးရှာကြည့်ပါရေမစွတ်ခင်ကိုကြောက်တလုံးကိုတေးရှာကြည့်မှအဲ့ဒီအခွန်ရောအဲ့ဒီရမ်းကိုတေးသေးရှာရှာမြင်ရတယ်တေးသေးရှာရှာသုံးသပ်လို့ရတယ်အဲ့ဒီကြောက်တလုံးကိုမိတ်ဆွေတို့ရေစွတ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီအပေါ်မှာပါတဲ့ရမ်းနေတော်တော်များများကိုမိတ်ဆွေတို့မမြင်ရတော့ပိုဆိုးတာကရမ်းနေနေပပရမ်းကောင်းကြီးတဲ့အရွယ်စားပေါ့နော်ရမ်းညက်တာတော့မဟုတ်ဘူးရမ်းဟင်းညုံမို့ရမ်းတော့ပေါ့ပေါ့နော်အဲ့ဒီတက်နေသေးတဲ့အရွယ်ဆိုရင်ရေစွတ်လိုက်တာနဲ့လောပျောက်သွားတာတေချာမမြင်ရတော့ပျောက်တယ်ဆိုတာကမမြင်ရတော့ဘူးကျွန်တော်ပြောတာနော်ဟိုလိုမျိုးပျောက်သွားတာပြောတာမဟုတ်ရမ်းကိုတေးသေးချာချာမမြင်ရတော့အဲ့ကျတော့ကျွန်တော်တို့ကကြောက်တလုံးကိုတေးသေးချာချာကြည့်မယ်ဝဲမယ်ဆိုရင်ရေကိုအရင်မစွတ်ပါနဲ့လုံးစွတ်ခေါင်းကြောက်လုံမယ်ဆိုရင်ခန်းဒီပဲဖြစ်ဖြစ်ဖားကန့်ပဲဖြစ်ဖြစ်မနပဲဖြစ်ဖြစ်ဘာမော်ပဲဖြစ်ဖြစ်အဲ့ဒီဟာတွေအကုန်လုံးကိုအခွန်ရရမ်းရကိုတေချာကြည့်မယ်ဆိုရင်ရေမစွတ်ခင်ကိုတေချာကြည့်ပါလို့ဒါတစ်ခါတည်းကျွန်တော်နီလန်းကိုပြောပြလိုက်တာကျွန်တော်တို့ကရေမစွတ်ခင်မှာတေချာကြည့်တာတေချာကြည့်ပြီးတေချာလဲကိုကြည့်လို့ဝါပြီဆိုရင်အဲ့ကြောက်ကိုရေစွတ်လိုက်ရေစွတ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့ကြောက်ကိုမီထိုးပေါက်ကိုဦးစားပေးပြီးလိုက်ကြည့်တော့တာပဲဘေးနေရာမှာမီထိုးပေါက်တယ်ဘေးနေရာမှာမီထိုးပေါက်ပါလဲပေါ့အဲ့ဒီအမျိုးကြီးအဲ့ရောရေစွတ်တယ်ဆိုတာဘာကြောင့်ရေစွတ်တာလဲဆိုရင်မီထိုးပေါက်ကိုဦးစားပေးရှာခြင်းလို့ကျွန်တော်ကရေစွတ်တာပါအဲ့ဒါတော့မိတ်ဆွေတို့ပြောချင်တာကဒီခေါင်းကြောက်တွေလုံးမယ်လုံးစွတ်တွေလုံးမယ်ဆိုရင်ရေမစွတ်ခင်မှာအခွန်ရရမ်းရလျှော်ရသုံးခုလုံးတေချာကြည့်ပါရေစွတ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီဟာတွေကတေချာမမြင်ရတော့ဘူးတေချာသုံးတက်လို့မရတော့ဒါတလက်စာလည်းကျွန်တော်ပြောပြပေးရမှာနော်အခုလည်းအဲ့ຢာကိုကျွန်တော်ဒီမှာတစ်ခါတည်းလက်တွေ့ပြပေးမယ်ဒီမှာကြည့်နော်ဒီဘက်ကရေစွတ်ထားတဲ့ဘက်အချက်